Alright မနေ့ကပဲကျွန်တော်ရဲ့ The Art of Relationship ဆိုတဲ့သင်တန်းပေါ့လေ Batch 1ကအောင်မြင်နဲ့ပြီးဆုံးသွားခဲ့ဖြစ်တယ်သင်တန်းကာလက3ရက်ကြာပြီးတော့အဲ့ဒီ3ရက်လုံးမှာကျွန်တော်တစ်ရက်ကို1000နဲ့ကျွန်တော်3000ပဲယူထားတဲ့ online Zoom class ပဲဖြစ်ပါတယ် Zoom ကနေပြီးတော့ကျွန်တော်တို့3ရက်တိတိကျွန်တော်နဲ့အတူတူဒီ relationship ဆိုတဲ့အကြောင်းအရာကိုလေ့လာကြရတယ်ပေါ့လေ relationship လို့ပြောတဲ့အခါကျရင်ဒီ3ရက်လုံးမှာကျွန်တော်က relationship အကြောင်းတွေပဲထိုင်ပြောနေရလားဆိုတော့လည်းမဟုတ်ပါဘူးအဲ့တော့ဘာလဲဆိုတော့ကျွန်တော်တို့ day 1မှာကျွန်တော်ရဲ့ personal development တနည်းအားဖြင့်ပြောရမယ်ဆိုရင်ကျွန်တော်တို့ self love လို့ခေါ်တဲ့အရာတွေကိုအဓိကထားပြီးတော့ကျွန်တော်တို့လေ့လာသွားတယ်ဒါက day 1အတွက်ပေါ့လေ day 2ကျရင်တော့ yes ကျွန်တော်တို့ relationship နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအသေးစိတ်ကျွန်တော်ဒီမှာလုံးဝ activity တွေနဲ့တေချာလေးကျွန်တော်သင်ကြားပေးတယ်တေချာကျွန်တော်မျှဝေပေးတယ်ဒါ day 2 day 3မှာတော့ကျွန်တော်တို့ coaching session တွေ consulting session တွေနဲ့ question and answer session တွေလုပ်ကြတယ်အဲ့တော့ဒီ3ရက်လုံးကကျွန်တော်ကျဉ်းနှံ့မှုအရန်ရှိတယ်ဘာကြောင့်လဲဆိုတော့အခုကျွန်တော်ပြမယ့်ဗီဒီယိုလေးကိုတစ်ချက်ကြည့်လိုက်အောင်ပရမတနေ့ကကြတော့တော်တော်အဆင်ပြေတော့ကိုဘောမှာအဖေနဲ့မိကိုလို့ပြောဖို့ဆိုရင်တော့ဆိုရင်ရှက်တဲ့စိတ်ဖြစ်တယ်ပြောလိုက်ရတော့ကိုချစ်တဲ့ကိုတကယ်ချစ်တဲ့လူကိုဘာဖြစ်ဖြစ်ကြဆုံတဲ့ချိန်မှာတော့ကိုဘာမှမမျှော်လင့်မဲနဲ့ကိုအမြဲစပုတ်ပေးတဲ့လူကြတော့ငါချစ်ဖို့မေ့နေတယ်တခြားလူပဲချစ်နေတယ်ပေါ့ကိုအဲ့လိုမျိုးဖြစ်တော့ကိုတည်းတခုစိတ်မကောင်းဖြစ်သွားတယ်အဖေနေမိတော့ကိုအမြဲတမ်းဘယ်လိုဖြစ်ဖြစ်ဘယ်လိုချိန်နေဖြစ်ဖြစ်ကိုမှအမြဲတမ်းစီးနေပေးတဲ့လူကိုချစ်တယ်လို့ပြောဖို့မပြောပြဘူးအဲ့ဒီမှာဆိုတော့အဲ့ဒီတခုကိုတမိုးကိုချစ်တဲ့လူတွေကိုတမိုးထားမယ်ဆိုတော့ကြောင်းလည်းသိပါတယ်ပထမတနေ့ဒုတိယနေ့ကျတော့ဘာခံဘာသိဆိုတော့ငါမှဘာတွေလိုအပ်တယ်ငါမှဆရာပြောသလိုပဲကိုမှရှိတာမပြည့်ပင်နဲ့တမားကိုပဲပေးနေတော့ကိုကတမားစီကရတာနည်းနည်းကိုကတမားစီက90ဘူးတော့ရကျင်တာကို20ဘူးတော့ရတော့ကိုတော့မလုံလောက်ဖြစ်နေအဲ့လိုမျိုးခံစားတော့ကိုဘာတွေဖြည့်ရမလဲဘယ်လိုစိတ်ထားရမလဲအဲ့ဒါတော့နားလည်ပါတယ်ဒီနေ့မှဆိုရင်ဆရာပေးတဲ့အဖြေတစ်ခုပေါ့ကိုကတော့ကိုမှန်တယ်တော့ထင်တာပဲလေမပလောက်ရလို့ပေါ့သူ့နေရာမှာလည်းဝင်ကြည့်ရမယ်ကိုနေရာလည်းကြည့်ရမယ်ဆရာတယောက်နေနေနေရာကြည့်ရမှာကြရင်သုံး triangle လို့ကြည့်တဲ့အခါကျရင်အဖြေတစ်ခုကိုမြင်ပါကိုကတော့ကိုဖချမ်းမကြည့်တော့ကိုပဲမှန်တယ်ထင်တာသူ့ဖချမ်းကြည့်တော့သူလည်းမှန်တယ်တကယ်ဂျားလို့တယောက်နေကြည့်ရင်ပြဿနာဘယ်လိုဖြေရှင်းရမလဲဖြေလို့သိပါတယ်အဲ့ဒီဖြေရှင်းရမယ်ဖြေလို့သိပါတယ်ဒါပေမဲ့အဲ့လိုဒီနေ့3ရက်လုံးကဆရာပြောသလိုပဲ3000နဲ့တန်တာမတန်ဆရာပြော3000ထပ်မကအများကြီးတန်ပါတယ်အဲ့လိုမျိုးဒီတချို့ကတွေကငွေချင်းနဲ့တက်မှုဖြတ်လို့မရဘူးကိုယ့်ဘဝကိုအများဒီဆရာဘဝခုလုံးကောင်းနေရတယ်ကိုတေဝါမှာတေဝါတဲ့မှာတေဝါမရတယ်ရှိတယ်တေဝါမလို့ဆုံးဖြတ်တာလေကိုဆရာတို့က habit ပေါ့ကိုပုံမှန်တစ်ခုလောက်တော့ကြာရင် habit ဖြစ်တာပဲအဲကြောင့်မို့ကိုဘယ်ဖြစ်အရှုံးတော့မရှိဘူးဆရာလေအကြီးလည်းမဟုတ်အမြတ်ကိုအမြတ်ပဲအမြတ်ကိုအမြတ်ပဲ okay ကျေးဇူးတင်ပါတယ်အရှုံးမရှိဘူးတော့ကိုဖတ်တော့ဒီပညာရက်ကလေ့လာတဲ့ရက်ကတစ်ချိန်မှာတော့သုံးမှာပဲokay အဲ့ဒါဘယ်လိုလဲတများတော့ဖြစ်တာမှာကိုတော့အမြတ်ရနေတာကျေးဇူးတင်ပါတယ်ကိုအဲ့ဒါတော့တရားတက်ပါတယ်အရင်ကကြည့်လို့တင်တယ်ပြဿနာတစ်ခုဘယ်လိုဖြေရှင်းရမလဲညဘယ်လိုတွေးပေးရမလဲဘယ်လိုတန်ဖိုးထားရမလဲကိုမှတော့မရှိမဲနဲ့တများကိုဘယ်လိုပေးနိုင်မှာဟုတ်တယ်ဒါပေမဲ့ကိုရင်ဖြေရမယ်ရင်ဖြေရမယ်စိတ်ရတယ်ဒီပထမတစ်နေ့တွေကစိတ်ရတော့အများကြီးပြောင်းနေပါတယ်ဟုတ်အရင်ကကြည့်လို့တင်ပါတယ်โอเคပါကျေးဇူးပါအဲ့ဒါပထမနေ့မှာလည်းပို့ပြီးတော့အကျိုးရလိုက်တော့နော်ကိုလုံနေကြအလုပ်တဲ့ကိုလုံနေကြအလုပ်တဲ့ပို့ပြီးတော့လုံပို့ပြီးတော့စူးစမ်းနိုင်အောင်ကိုပြီးလို့ရှိရင်ကိုချစ်နေတယ်ဆိုတဲ့အရာကြီးကိုထုတ်ဖော်ပြီးတော့ပြောမယ်ဆိုတာထက်ကိုဘလို့ပဲသူ့ကိုဘလို့ပဲလုပ်ပြပေးရဘလို့ပဲသူ့ကိုသိအောင်ဘလို့ပြောရမလဲဆိုတဲ့အကြောင်းအရာတွေသိရဲပြီးဆိုရင်လည်းကိုဒီစိတ်ပေါ့အ
ဒီကတော့စိတ်ကိုဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးပြောင်းလဲဖို့ဆိုတာထက်စိတ်တစ်ခုလုံးပြောင်းလဲမှပဲအဆင်ပြေမယ်ဆိုတာကိုတွေးတယ်ပြီးဆိုရင်အရင်ကဆိုရင်ညီမမိသားစုအရင်ကြီးမခင်တရက်တဲ့တည်းမှာညီမပါတယ်မိသားစုနဲ့ထွက်ခါခဲ့တဲ့အချိန်ကဆိုရင်ညီမ10တန်းအောင်ပြီးခဲ့တဲ့မိသားစုနဲ့ထွက်ခွာခဲ့တဲ့ညီမခြေထောက်ပေါ်မှာညီမရက်တည်ခဲ့တယ်အဲကြောင့်မို့လို့လဲဘာခံစားရလဲဆိုရင်မိသားစုကငါ့ကိုမချစ်ဘူးဆိုတော့ခံစားချက်တစ်ခုတည်းနဲ့တစ်ဖက်သူရဲ့ချစ်တဲ့မြတ်တာအရင်လိုချင်ခဲ့တဲ့သူတယောက်ပေါ့ဒါပေမဲ့ဆရာပြောလိုက်တဲ့အချိန်မှာကိုယ့်ရဲ့အမေကိုယ့်ရဲ့မိဘကိုအရင်ဆုံးပြောကြည့်ပါဆိုတဲ့အချိန်မှာအရင်ဝမ်းနည်းမှုခံစားရတယ်ဒါပေမဲ့စိတ်ချင်တဲ့အဲ့အတွက်လည်းဆရာကိုကျေးဇူးများကြီးတင်ပါတယ်လို့ညီမဒီကနေပြောပါတယ်ပြီးဆိုရင်ပေါ့နော်ကိုယ့်ရဲ့ကောင်းလေးပေါ်ကိုလည်းကိုဖြစ်ချင်တဲ့ဆန္ဒထက်ဖြစ်တဲ့နာကိုဦးစားပေးရမယ်ဆိုတာသိလာတယ်။သူလည်းနိုင်ငံသားမှာငါလည်းနိုင်ငံသားမှာသူ့မှာလည်းဖိအားရှိတယ်လို့ငါမှလည်းဖိအားရှိတယ်။အဲ့တော့ငါတို့နားလည်ပေးနိုင်အောင်ကြိုးစားရမယ်ဆိုတဲ့စိတ်လည်းဝင်လာတယ်။ပြီးဆိုရင်လည်းငါတို့ဘယ်လို support ပေးရမလဲဆိုတဲ့စိတ်လည်းရတယ်ပေါ့နော်။အဲဒါမို့လို့ကိုယ့်အတွက်ကြိုးစားဖို့ကိုလည်းကြိုးစားရမယ်သူများကိုလည်းဘယ်လိုကြိုးစားရမယ်ဆိုတဲ့ sharing ပေးရမယ်ဆိုတဲ့စိတ်လည်းဝင်လာတယ်။ပြီးရင်လည်းညီမကိုဘာခံစားတယ်လဲဆိုတော့လူတိုင်းကိုပို့ပြီးတော့လူတိုင်းပေါ်ပို့ပြီးတော့ဘယ်လိုနားလည်ပေးရမလဲဆိုတဲ့ခံစားချက်မျိုးရတယ်ပေါ့အရင်ကဆိုအဲ့ခံစားချက်မရှိဘူးညီမကဒါဆိုရင်ဒါပဲကြိုက်တယ်ညီမကိုယ်နဲ့လည်းဒါဆိုရင်ဒါပဲလုပ်တယ်သူများကိုလည်းဒါဆိုရင်ဒါပဲကြိုက်တယ်ညီမအဲ့လိုပုံစံတစ်ခုမျိုးအခုတော့အဲ့လိုမျိုးမဟုတ်ဘူးသူ့မှာလည်းဒီလိုရှိတာပဲငါလည်းဒီလိုတော့ဖြစ်အောင်လုပ်ပေးရမယ်လားဆိုတဲ့အတွေးဝင်လာတယ်အဲ့အတွက်ဆရာရဲ့တကယ်ဆရာပြောတဲ့3000ဆိုတာကတကယ်လုံးဝလို့ဘောတော့ပမာဏတော့နေတယ်တကယ်ဆိုအဲ့တမကဒီလိုမျိုးတွေတောင်ဖြစ်ရမယ်ဘောနော်အားကြောင့်မလို့လည်းတကယ်လေးကျေးဇူးတင်ပါတယ်ဆရာတင်တဲ့ကိုတကယ်ဂျိုင်းရတဲ့ရလက်ကောင်တကယ်အရင်တန်ပါတယ်လို့ကျွန်တော်တို့ကွန်မန့်ပေးပါတယ် โอเคဟုတ်ပါတယ်အဲ့ဒါ3000ဆိုတာနည်းတယ်ဆိုတာကျွန်တော်ရဲ့ရွေချက်ကလည်းအဲ့လိုမျိုးရသိချင်လို့ဗျာသိရမလားအများကြီးတောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော်% တွက်လောက်တာမဟုတ်ဘူးဗျာသိရမလားလူလည်းအယောက်20ပဲအဲ့ထက်ပိုပြီးအများကြီးလက်မခံပါဘူးဒီလိုမျိုးဖိဘယ်လိုပြောမလဲတကယ်ရသွားစေချင်လို့တက်အကုန်လုံးရသွားစေချင်တာကျွန်တော်ရွေချက်ပေါ့လေဒါကတော့โอเคအခုကြည့်သွားတာကတော့ကျွန်တော်တင်တန်းကိုလာ join တဲ့လူအယောက်20တဲကနေပြီးတော့ကျွန်တော်အနေနဲ့2ယောက်ရဲ့ဗီဒီယိုကိုပဲကျွန်တော်feedback လေးကိုပဲထည့်ထားတာပေါ့လေတကယ်လို့ကိုယ့်ရဲ့ relationship ကိုအကောင်းဆုံးတည်ဆောက်ရှင်တယ်ဒါမှမဟုတ်ရင်လည်းကိုကအခုချိန်မှာ relationship မရှိနေသေးဘူးရှိလာတဲ့အခါကျရင်ကိုယ့်ရဲ့ relationship ကိုအကောင်းဆုံးပုံဖော်ခြင်းနဲ့ဖန်တီးခြင်းနဲ့ဆိုရင်လည်းဒီတင်တန်းကိုလာခဲ့ပါဒါမှမဟုတ်ရင်လည်းကိုအနေနဲ့အခုချိန်မှာလုံးဝ break up ဖြစ်နေတယ်ဘလို့ move on မသိဘူးဖြစ်နေတယ်ဆိုရင်လည်းဒီတင်တန်းကအမိတ်ဆွေတက်ဖြစ်ပါလိမ့်မယ်အဲ့လိုဟာတွေတခုမှမရှိခြင်းဘူးတခုပဲအဲ့ဒါပါလဲဆိုတော့ကိုအကောင်းဆုံးတည်ဆောက်ခြင်းနဲ့ personal development self love ဆိုတဲ့အရာအကောင်းဆုံးဖြစ်ရှင်တဲ့ဆိုတဲ့လူဒီတင်တန်းကိုလာပြအောင်လာခဲ့လိုက်ပါကျွန်တော်တော့လုံးဝကျွန်တော်ပြောမယ့်အရာတွေကိုကျွန်တော်လုံးဝတရားကန်လို့ယုံကြည်တယ်အဲ့ဒါကတော့ကျွန်တော်အနေနဲ့အလုံးအာမခံတဲ့အရာတစ်ခုဖြစ်တယ်အဲအကြောင်းကိုကျွန်တော်ဘာကိုပြောချင်လဲဆိုရင်ဒီတင်တန်းကို3ရက်ကို1000နဲ့3000ပေးပြီးတော့လာ join ကြည့်လိုက်ပါတကယ်လို့စိတ်တိုင်းမကြဘူးဆိုတော့အဲ့ဒီငွေ3000လို့ကျွန်တော်လုံးဝ main နေခြင်းမရှိဘဲနဲ့ refund ပြန်ပေးပါမယ်အဲ့တော့ဒါတော့ကျွန်တော်ကအာမခံတဲ့အရာတစ်ခုဖြစ်တယ်အဲ့တော့စိတ်ဝင်စားတယ်အသေးစိတ်သိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ TikTok ရဲ့ DM ကိုလာပြီးတော့မေးလို့ရတယ်တင်တဲ့အချိန်လေးက March 28 29 30 3ရက်တိတိကျွန်တော်တို့Zoom ကနေပြီးတော့ live class ကျွန်တော်နဲ့ဒီလိုလေ့လာသင်ကြားမှာဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားတယ်ဆိုရင် join ဖို့ကျွန်တော်တို့ဖိတ်ခေါ်ခြင်းနဲ့ကျေးဇူးများတင်ပါတယ်